ဝင်မရှိလို့ပေါင်းသွင်းနေကြမှာအနေခံရပြီးမျက်နှာငယ်နေရပြီလားအားမငယ်ပါနဲ့ကဘာကျော်ချမ်းသာတဲ့ပုံကိုယ်တွေလည်းပဲအနေခံတဲ့ဘွားကနေစတင်ခဲ့ရတာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသူတို့စီကနေသင်ခန်းစာယူလိုက်ပါခမားလက်ခံခြင်းသည်ဖြစ်စေလက်မခံခြင်းသည်ဖြစ်စေဒီနေ့ခေတ်ကြီးထဲမှာဝင်မရှိရင်ခမားရဲ့တန်ဖိုးကိုဘယ်သူမှအဖတ်မလုပ်ချင်ကြပါဘူးငွေရှိတဲ့နေ့မှာနားကိုတူးလာတဲ့ပြုံးတွေကငွေမရှိတဲ့နေ့မှာခက်စိမ့်သိမ်းကြီးတွေအဖြစ်ပြောင်းလဲသွားတတ်ကြပါတယ်စိတ်ပြက်ပါနဲ့ခင်ဗျားတို့ကျွန်တော်တို့သိကြတဲ့ဂွာကျော်မင်းသားကြီးဂျင်ကယ်ရီရဲ့ဘဝကိုကြည့်ကြည့်ပါသူဟာငယ်စဉ်ကမိသားစုချက်တဲလုံးလို့အိမ်တော်မငားနိုင်ပဲကားသူလေးထဲမှာအိတ်ခဲ့ရသူပါကြောင်းပြီးတော့လဲဝမ်းရဲ့အတွက်အပေါ်သားတန်ကြီးသမားအဖြစ်လှုပ်လှုပ်ခဲ့ရသူပါစင်းရဲလုံးလို့ဝစားနွမ်းနဲ့မှုလူတွေရဲ့အနေခံတဲ့ဘဝကိုနှစ်ပေါင်းများစွာခံခဲ့ရသူပါဒါပေမဲ့သူစိတ်တမကြပါဘူးငါတနေ့ဒေါ်လာ10 သန်းရတဲ့မင်းသားပြရမယ်ဆိုပြီးသူကိုယ်တိုင်ချက်လက်မှတ်1000ရေးပြီးပိုက်ဆံအိတ်ထဲမှာထောင်ထားခဲ့ပါတယ်။အနေခံရသမျှခံစားချက်တွေကိုသူကကြိုးစားမှုဖြစ်ပြောင်းလဲလိုက်တာနောက်ဆုံး10နှစ်ကြာမှတော့သူဟာတကယ်ပဲဒေါ်လာတန်းချီရတဲ့ဘွားကျော်မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။လူတွေကခင်ဗျားမှမရှိသေးလို့နေတာပါ။ဒါကြောင့်မို့လို့နှိမ်ခံရလို့ဝန်နေပြီးမျက်ရည်ကျနေမဲ့အစားခရမ်းဘွားတိုးတက်ဖို့တွန်းအားအဖြစ်သုံးချလိုက်ပါကိုရီချင်းကိုမြင့်တင်ပြီးငွေရှာပါခင်ဗျားအောင်မြင်တဲ့နေ့မှာဒီမျက်နှာငယ်ကြရတဲ့ရက်တွေကအလိုလိုပျောက်သွားပါလိမ့်မယ်အဲကြောင့်မို့မနှိမ်ခံရတဲ့ခန္ဓာချက်တွေကိုအရှုံးပေးမလားမိမိဘဝတိုးတက်ဖို့တွန်းအားအဖြစ်ပြောင်းလဲမလားကွန်မန့်မှာရေးခဲ့ပါ